လူအများစုကသူ့ကိုရဟတ်ယာဉ်လောကရဲ့ Ferrari လို့တင်စားခေါ်ပေါ်ကြပါတယ်သူကတော့ Airbus H145D3 ပဲဖြစ်ပါတယ်ဒါဟာတာမန်ရဟတ်ယာဉ်တစ်စီးပါဟုတ်ပါဘူးပြန်တန်းနိုင်တဲ့ဇိမ်ခံစည်းပါရီသုံးယဉ်တစ်စီးနဲ့ပို့တူပါတယ်ဒီကိုပိုင်ရဟတ်ယာဉ်ဟာဒေါ်လာ10 သန်းနီးပါးတန်ကြေးရှိပါတယ်ဒါပေမဲ့အန်အော့စရာအကောင်ဆုံးကဈေးနှုန်းတစ်ခုတည်းမဟုတ်ပါဘူးသူကတက်တောင့်တက်တာရှိမှုဤပညာနဲ့ပြန်တန်းမှုစွမ်းဆောင်ရည်တွေကိုတပြိုင်နက်တည်းပေါင်းဆက်ထားတာပါရဟတ်စနစ်ပါလူတွေပထမဆုံးသတိထားမိမှာကတော့သူ့ရဲ့ဒလက်၅ခုပါဝင်တဲ့ရဟတ်စနစ်ပါပဲပြန်တန်းနေစဉ်အတွင်းမှာအခန်းတွင်းမှာပိုပြီးညင်အမြောင်းမှုကိုခန်းစားစေပါတယ်အနောက်ဘက်မှာတော့အဖုံးကာပါတဲ့အမီးပိုင်းရဟတ်ဒီဇိုင်းကိုအသုံးပြုတဲ့အတွက်ပိုပြီးလုံခြုံစိတ်ချရပါတယ်အတွင်းပိုင်းကအရန်ကိုကျယ်ဝန်းပြီးခရီးသည်10ယောက်အထိလိုက်ပါစီးနေနိုင်ပါတယ်အန်ဂျင်နှလုံးတက်ဆင်ထားကြအောင်အန်ဂျင်တစ်လုံးချုပ်ဝင်းသွားရင်တော့နောက်တစ်လုံးကရဟတ်ယာဉ်ကိုဆက်လက်ပြန်တန်းနိုင်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်အထင်ကြီးစရာအကောင်းဆုံးအပိုင်းကတော့ပြန်တန်းမှုထိန်းချုပ်ရေးစနစ်နဲ့ဖြစ်ပါတယ်သူ့မှာအဆင့်မြင့် Helionics လေကြောင်းဆိုင်ရာ Electronics Platform နဲ့ဝင်းရိုး၄ခုသာအလုတ်အလျောက်ပြန်တန်းမှုစနစ် 4-axis Autopilot System ပါဝင်ပါတယ်ခက်ခဲတဲ့ပြန်တန်းမှုလှုပ်ရှားမှုတော်တော်များများကိုဒီစနစ်ကအလုတ်အလျောက်ကူညီပေးနိုင်ပါတယ်အရေးပေါ်အခြေအနေတွေမှာလေယာဉ်မှုကခလုတ်တစ်ချက်နှိမ့်လိုက်ရုံနဲ့ရဟတ်ယာဉ်ဟာတည်ငြိမ်တဲ့ပြန်တန်းမှုအခြေအနေကိုအလုတ်အလျောက်ပြန်ရောက်သွားမှာပါဒါကလေယာဉ်မှုရဲ့အလုတ်တာဖို့နဲ့စိတ်ဖီးစီးကိုများစွာရှော့ချပေးပါတယ်စီးယူများရဲတပ်ဖွဲ့များနဲ့ကယ်ဆယ်ရေးအဖွဲ့များစွာကလည်းဒီ H145 ကိုအသုံးပြုကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကဇိမ်ခံယုံတာမကပဲအလွန်ကိုတည်ငြိမ်ပြီးယုံကြည်စိတ်ချလို့ပါပဲဒါကြောင့်ပဲလူအများစုကဒါကိုကိုယ်ပိုင်ရဟတ်ယာဉ်တစ်စီးထဲပိုတယ်လို့ယုံကြည်ကြတာပါသူကနီးပညာနဲ့သက်တောင့်သက်သာရှိမှုနဲ့ဘေးကင်းလုံခြုံမှုတွေကိုစက်တစ်စီးမှာပေါင်းစပ်ထားတဲ့ Air Super ကားတစ်စီးနဲ့ပို့လိပါတယ်